ပိုင်းတန်းခေါင်ရဲ့အချိန်ပိုညီညီကကုမ္ပဏီမှာအလုပ်တွေများလို့ည10နာရီထိအချိန်ပိုဆင်းနေရသူပါရုံခန်းထဲမှာသူတယောက်တည်းကြံခဲ့တဲ့အချိန်မီးချောင်းတွေကတစ်ဖြက်နဲ့မိတ်တုံဖြစ်လာတဲ့ညီညီအိမ်ပြန်ဖို့ပြင်ဆင်ပြီးတက်လေကားစီကိုတွားလိုက်တဲ့တက်လေကားတကားပွင့်သွားတော့ထူးဆန်းတာကအထဲမှာလူ2ယောက်ကြိုရောက်နေတာပဲဝတ်စုံနဲ့ဝတ်ထားတဲ့အမျိုးသားတစ်ယောက်နဲ့ခေါင်းမုံနေတဲ့အမျိုးသမီးတစ်ယောက်ညီညီတက်လေကားထဲဝင်လိုက်ပြီးညီညီထက်ခလုတ်ကိုနှိပ်လိုက်တဲ့တက်လေကားကအောက်ကိုဆင်းနေရင်လေးထပ်မှရုတ်တရက်ရက်သွားတဲ့တကားပွင့်လာတော့အပြင်မှာဘယ်သူမှမရှိပဲဟာလာဟင်းလင်းကြီးတာပဲမဲ့တက်လေကားရဲ့အလေးချိန်အာယုံခံကိရိယာကလူဦးရေကျော်လွန်နေတဲ့ဆိုပြီးအချက်ပေးတန်တွေဆက်တိုက်မိလာပါတော့တယ်။အပိုင်းနဲ့မငြင်ရတော့ဖို့ညီညီချက်တီးတွေဖြန်းသွားတဲ့တက်လေကားထဲမှာသူရဲ့ဝတ်စုံနဲ့လူရဲ့အမျိုးသမီးရဲ့စုစုပေါင်း3ယောက်ပဲရှိတာလူ8ယောက်ဆက်တဲ့တက်လေကားကဘာလို့လူပြည့်နေတယ်လို့ပြနေတာလဲညီညီကကြောက်နဲ့တက်လေကားရဲ့ဘေးဘက်မှန်နရန်ကိုလမ်းကြည့်လိုက်တဲ့မှန်ထဲမှာပေါ်နေတာကသူတို့3ယောက်ကြားထဲမှာဖြူဖြောနဲ့အရေးတစ်ခုကညီညီပခုံးပေါ်လက်တင်ပြီးရက်နေတာပါညီညီဘေးကိုလှည့်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့သူ့ပခုံးကအရန်အေးဆက်လာတဲ့ဘေးကလူ2ယောက်ကတော့ဘာမှမဖြစ်သလိုငြိမ်နေကြတော့ပဲအဲ့ဒီအချိန်မှာပဲတက်လေကားကတုံခါသွားပြီးမိတွေအကုန်ပိတ်သွားတဲ့အမောင်ထဲမှာညီညီနာကနေမိန်းကလေးတစ်ယောက်ရဲ့တိုးလေးရဲ့တန်ကိုကြားလိုက်ရတယ်။ငါ့ကိုမြင်နေရတာလားတဲ့အပိုင်း3တက်လေကားတွေကထွက်ပေါက်မိပြက်လာတဲ့အချိန်မှာညီညီဘေးကလူ2ယောက်လုံးမရှိတော့ဘူးညီညီတယောက်တည်းကြံခဲ့တာဒါပေမဲ့တက်လေကားရဲ့ချမ်းပြေမှာရေညှိတွေနဲ့ရေအိုင်တွေဖြစ်နေတဲ့တက်လေကားတကားကဖွင့်မရတော့ဘူးညီညီအပေါ်ကအရေးပေါ်ဖုံးကိုကောက်ကင်ပြီးအောက်ထက်ကလုံခြုံရေးကိုဆက်လိုက်တဲ့ကဲပါဦးကျွန်တော်တက်လေကားထဲမှာပိတ်မိနေလို့ဆိုပြီးအော်ပြောလိုက်တဲ့လုံခြုံရေးကပြန်ဖြေတဲ့စကားကြောင့်ညီညီသွေးတွေခဲသွားတယ်ညီလေးမင်းဘာတွေပြောနေတာလဲအဲ့ဒီအဆောက်အုံကလွန်ခဲ့တဲ့9နှစ်ကမီးလောင်ပြီးပိတ်ထားတာကြာပြီလေတဲ့ညီညီပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဒူးစည်းနေတဲ့တက်လေကားကအသစ်ဆက်မဟုတ်တော့ပဲမီးလောင်ကျွမ်းထားတဲ့အပြက်စီးကြီးဖြစ်နေတဲ့သူ့ရှိကမန်ထဲမှာတော့မျက်နှာမပါတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုအထင်းဖတ်ထားတာကိုမြင်လိုက်ရပြီးပျောက်ကွယ်သွားပါတော့တယ်